ပြေဆုံးပါလေရှင်ဒီချိန်ဆိုလို့ရှိရင်ကျမတို့တွေတို့သမီးတို့သားလောင်းလေးတွေအားလုံးကိုခါတော်ပေးတာကနိုင်ရင်းငယ်ရွှေစာလို့မင်္ဂလာရှိတဲ့ချင်းတွေနဲ့မင်္ဂလာတိတ်တင်ပေးနေတဲ့အချိန်ဖြစ်ပါတယ်အခုလို home stay နေရတဲ့အချိန်မှာတော့တို့သမီးတို့သားတွေလည်းမင်္ဂလာဆောင်လို့ပြီးရက်တွေရွှေရကျမတို့တွေလည်းခါတော်မပေးရဆိုတော့ဒီတစ်နေ့မှာတော့မိမယ်မထင်တော့ပါဘူးဘာဖြစ်လို့ဆိုတော့ဝါလဲဝင်ခံနေပြီဆိုတော့ဒီတစ်နေ့လုံးအတွက်ကျမအခါတော်မပေးရပြီမဲ့မင်္ဂလာမောင်နှံအားလုံးကိုကြိုတင်ပြီးတော့မင်္ဂလာလက်ပွက်တဲ့ချင်းလေးတစ်ပုဒ်နဲ့ဂုဏ်ပြုပေးကြပါမယ်အဲ့ဒီချင်းလေးကဘဝချင်းစုံပြည့်ရစီလို့မြင်ရပါတယ်ရှင်နားဆင်ကြပါစုံတွင်းမောင်နှံများအားလုံးနဲ့ကျမရဲ့ဒီပြည့်ပြတ်တများအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ပြည်တများအားလုံးရှင်လန်းချပေးကြပါစေရှင်